ဘာကြောင့်မလို့ project တစ်ခုတည်းကိုပဲ agent တစ်ယောက်နဲ့တစ်ယောက်ဈေးလျာကွာနေတတ်တာလဲဆိုတဲ့ဟာကိုတချို့ကမီးကြတယ်အဲ့တော့ customer တစ်ယောက်အနေနဲ့ကျွန်တော်တို့တော်တော်များများက project တစ်ခုတည်းကိုပဲ agent တစ်ယောက်နှစ်ယောက်ကိုတိုင်းရှင်းလိုက်တဲ့အချိန်မှာဈေးတွေကမတူညီတာကိုလည်းတွေးတတ်ကြတယ်အဲ့တော့အများစုအားဖြင့်က developer ကပေးတဲ့ official price ကတော့အားလုံးကအတူတူပဲဖြစ်တတ်ကြတယ်ဘယ်နေရာမှာကွာကြလဲဆိုတော့နံပါတ်1အချက်အနေနဲ့ agent တွေကသူတို့ရဲ့ commission တွေကနေမှပြန်ပြီးတော့မှအဲ့တဲ့ discount အနေနဲ့ပြီးလေရှိတတ်ကြတယ်ဒုတိယတစ်ခုကကြလို့ရှိရင် furniture package ဆိုမို့လို့ရှိရင် electrical appliance တွေကွာနေတဲ့အနေအထားတစ်ခုလေးမတူညီတဲ့ package တွေကွာနေရမျိုးတွေရှိတတ်ကြတယ်တတိယတစ်ခုကကြလို့ရှိရင်တော့မတူညီတဲ့အချိန်ကာလထဲမှာပေးထားတဲ့ promotion တွေမတူညီတာရှိတဲ့အတွက်ကြောင့်မလို့အဲ့ဟာကိုကားပြီးတော့မှထွက်လာတဲ့ဈေးနှုန်းတွေဖြစ်တတ်ကြတယ်နံပါတ်4ကြလို့ရှိရင်တော့ master agent တို့မလို့ရှိရင် strategic partner အနေနဲ့ပေးထားတဲ့ special quota ကိုရရှိထားတဲ့အနေအထားတစ်ခုလည်းဖြစ်တတ်ကြတယ်နံပါတ်5ကကြလို့ရှိရင် test တို့မှ transfer fee တို့မှအားသာကုန်ကြစိတ်တွေပါဝင်မှုရှိမရှိဆိုတဲ့အနေအထားတစ်ခုလေးတည်းကွာတတ်ကြတယ်အဲ့တော့အခုကျွန်တော်တို့ customer တယောက်အနေနဲ့အကယ်၍များ total price ကိုပဲအတိကမူတည်ပြီးတော့မှနိုင်ရှင်းတာမျိုးမဟုတ်ပဲနဲ့ပါဝင်မှုရှိကြလဲဒီ after sales service တွေရောပါဝင်လားသို့မဟုတ်လို့ရှိရင်ဒီ contract တွေ transfer process တွေကဘယ်သူတွေကူညီပေးမလဲဆိုတာကိုအရင်ဆုံးနိုင်ရှင်းတင်ပါတယ်အဲ့တော့ဈေးအနည်းဆုံးကိုဒါရွေးချယ်တာမျိုးမဟုတ်ပဲနဲ့ပြဿနာမဖြစ်အောင်ကိုအစအဆုံးကူညီပေးနိုင်တဲ့ partner ကိုအရင်ဆုံးရွေးချယ်တတ်ဖို့ကတော့ပို့ပြီးမှအရေးကြီးပါတယ်